အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ထိုင်းနိုင်ငံအတွင်းပြေးဆွဲတဲ့ရထားလက်မှတ်ကားလက်မှတ်တွေကို online ကနေကိုယ်တိုင်ဝယ်ယူနိုင်ဖို့နည်းလမ်းလေးကိုပြောပြပေးပါမယ်ဗျအရင်ဦးဆုံးကိုယ့်ရဲ့ဖုန်းဒါမှမဟုတ်ကွန်ပျူတာကနေ browser မှာ amanticketsolution.1togo.com လို့ရိုက်လိုက်ပါမယ်ဗျ link ကိုလည်းကျွန်တော် comment မှာရေးထားပေးပါမယ်ဗျအဲ့လိုဆိုရင်အခုလိုမျိုးစာမျက်နှာကျလာပါမယ်ကားလက်မှတ်တွေဝယ်တဲ့ 1togo website ကိုတည်တဲ့သူတွေလည်းတည်ပြီးသားဖြစ်မှာပါအခုကျွန်တော်ပေးထားတဲ့ link ကတော့ 1togo ကကျွန်တော်အတွက်လုပ်ပေးထားတဲ့ website ပါမူရင်း 1togo မှာဝယ်တဲ့လက်မှတ်ဈေးနှုန်းနဲ့အခုဒီ link ကနေဝယ်တာနဲ့ဈေးနှုန်းအဖြစ်ကတော့အတူတူပါပဲကျွန်တော်ချပေးထားတဲ့ link ကနေဝယ်လို့ဈေးပိုမပေးရပါဘူးဈေးပိုမကြီးပါဘူးကွာသွားမှာကကျွန်တော်ချပေးတဲ့ link ကနေလက်မှတ်ဖြတ်တယ်ဆိုရင် 1togo ကသူတို့ရတဲ့အကျိုးအမြတ်ထဲကနေကျွန်တော်ကိုကော်မရှင်ပြန်ခွဲပေးတာပါပဲ website မှာကထိုင်းနိုင်ငံအတွင်းခီးသွားတွေအသွားလာများတဲ့လမ်းကြောင်းတွေကိုအခုလိုမျိုးပြထားပေးပါတယ်ဘန်ကောက်ချင်းမိုင်ဘန်ကောက်ဖူးခက်ဘန်ကောက်ခရာဘီစသဖြင့်ရှိပါမယ်နှိပ်ပြီးတော့လက်မှတ်တွေကြည့်လို့ရပါတယ်တခြားနိုင်ငံတွေဖြစ်တဲ့မလေးရှားကမ္ဘောဒီးယားဗီယက်နမ်စသဖြင့်ကလက်မှတ်တွေကိုလည်းကြည့်လို့ရပါတယ်ကျွန်တော်လက်မှတ်ရှာပြပါမယ်ခင်ဗျမရှာခင်အရင်ဦးဆုံးဒီနေရာလေးကိုနှိပ်ပေးပါအောက်နားမှာအခုလိုမျိုးပေါ်လာပါမယ်ဘာသာစကားကတော့အင်္ဂလိပ်ကပုံတွေဖြစ်နေပါမယ်ငွေကြေးကိုတော့ထိုင်းဘတ်ကိုရွေးပေးပါကျွန်တော်တို့ကထိုင်းနိုင်ငံအတွင်းသွားတဲ့ရထားနဲ့ကားလက်မှတ်တွေကိုဖြတ်မှာဆိုတော့ထိုင်းငွေနဲ့ကြည့်မှဈေးအမှန်ပေါ်ပါလိမ့်မယ်မြန်မာငွေနဲ့ကြည့်ရင်လည်းကြည့်လို့ရပါမယ် exchange rate က update မဖြစ်တာမို့ဈေးကမမှန်ပါဘူးစတင်လှုပ်ထားတာအဆင်ပြေပြီဆိုရင်ရှာကြည့်ပါမယ်ဗျဒီအပေါ်ကနေရာလေးကိုနှိပ်ပေးပါဘန်ကောက်ကနေချင်းမိုင်ကိုသွားမဲ့လက်မှတ်တွေကိုဥပမာထားပြီးတော့ရှာပါမယ်ဗျစထွက်မှာကဘန်ကောက်ကမို့ from နေရာမှာဘန်ကောက်ကိုရေးထည့်ပါမယ်သွားမဲ့နေရာကိုတော့ချင်းမိုင်မို့လို့ချင်းမိုင်လို့ရေးပါမယ်တခြားကိုသွားကျင်တဲ့နေရာတွေကိုရိုက်ထည့်ပြီးတော့ရှာကြည့်နိုင်ပါတယ်မဲဆောက်သွားမလား CM Reap သွားမလားစသဖြင့်ရှာကြည့်လို့ရပါတယ်ဒီနေရာမှာကတော့ခီးသွားမဲ့ရက်ကိုရွေးပေးပါကျွန်တော်ကမတ်လ14ရက်နေ့ကိုဥပမာထားပြီးတော့ပြပေးပါမယ်မတ်လ14ရက်နေ့သွားမဲ့လက်မှတ်ကိုဝယ်မယ်လို့ရွေးပါမယ်ဘယ်နေရာအတွက်ဝယ်မှာလဲဆိုတာအတွက်ဒီနေရာကိုနှိပ်ပါ adult ကတော့12နှစ်အထက်လူကြီးပါ2နှစ်ကနေ17နှစ်အထိကတော့ကလေးအနေနဲ့ရွေးပေးလို့ရပါတယ်ဘယ်နေရာအတွက်ဝယ်မှာလဲဆိုတာကိုဒီမှာရွေးပေးလိုက်ပါကျွန်တော်ကတော့တယောက်စာဖြတ်မှာမို့လို့တစ်ကိုရွေးပြီးတော့ဒန်းကိုနှိပ်ပါမယ်ပြီးရင်တော့ find ticket ဆိုတာလေးကိုနှိပ်ပေးပါဘန်ကောက်ချင်းမိုင်မတ်လ14ရက်နေ့အတွက်ဝယ်လို့ရတဲ့ကားလိုင်းတွေရထားတွေကျလာပါမယ်တချို့ကကြတော့ဖုန်းရဲ့အပေါ်ပိုင်းကိုပဲကြည့်ပြီးတော့ကားက2စီးပဲရှိတာလားလို့ရထားကဒီတစ်ချိန်ပဲရှိတာလားလို့မေးတတ်ပါတယ်အောက်ကိုနည်းနည်းဆက်ဆင်းကြည့်လိုက်ပါဒီမှာဆိုရင်9 train လို့ရေးထားပါတယ်အဲ့ဒီရဲ့အတွက်ရထားက6စီးထိရှိတယ်လို့ဆိုလိုပါတယ်နှိပ်လိုက်ပါမနက်အစောဆုံးကနေနောက်အကျဆုံးရထားအချိန်နဲ့ဈေးနှုန်းတွေကိုပြပေးပါလိမ့်မယ်ကျွန်တော်တို့ကရထားမကြည့်ချင်ဘူးကားကြည့်ချင်တာမို့အဲ့ဒါလေးကိုပဲနှိပ်ပြီးတော့ပြန်ပိတ်လိုက်ပါမယ်ကားကတော့44စီးရှိတယ်လို့ပြပါတယ်နှိပ်လိုက်မယ်ဆိုရင်ကားတွေရဲ့အချိန်နဲ့ဈေးနှုန်းတွေကိုပြပေးပါတယ်ဘန်ကောက်ကနေကားစထွက်မဲ့အချိန်ချင်းမိုင်ကိုရောက်မဲ့အချိန်ကားကုမ္ပဏီကားအမျိုးအစားတယောက်စာဈေးနှုန်းဒါတွေကိုပြပေးပါတယ် instant confirmation ဆိုပြီးတော့ဒီလိုမျိုးပြပေးထားရင်ကားလက်မှတ်ကဖြတ်ပြီးတာနဲ့ချက်ချင်းဒါမှမဟုတ်တနိုင်အတွင်းလက်မှတ်ရမရကိုသိရပါတယ် instant confirmation ဆိုတာမပါရင်တော့ခုံရမရကို24နာရီအတွင်းပြန်ပြီးတော့သိရပါတယ်တကယ်လို့ခုံမရခဲ့ဘူးဆိုရင်တော့ကိုယ့်စီကို email ပို့ပြီးတော့ငွေပြန်အမ်းပေးပါတယ်ကားတစ်စီးချင်းစီရဲ့အသေးစိတ်ကိုအခုနေရာကိုနှိပ်ပြီးတော့ကြည့်လို့ရပါမယ်ဗျအဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကားမှာဘလို့ဝန်ဆောင်မှုတွေပါတယ်ခုံအနေထားကဘလို့လဲဆိုတာကိုကြည့်လို့ရပါမယ်အတိအကျကြီးတော့မမှန်ပါဘူးပြီးရင်တော့ကားစထွက်မဲ့နေရာကားဆိုင်မဲ့နေရာတွေရဲ့မြေပုံကိုလည်းဒီမှာနှိပ်ပြီးတော့ကြည့်လို့ရပါတယ် Google Map နဲ့ပြပေးပါတယ်ပြီးရင်စီကံချက်တွေလည်းဖတ်လို့ရပါတယ်ကားလက်မှတ်ဖြတ်ပြီးရင်ရလာတဲ့ e-ticket ကိုကားဝင်းကဘယ်ကောင်တာမှာ physical ticket နဲ့ပြန်လဲလို့ရမယ်အထုပ်အပိုးကဘယ်လောက်တည်လို့ရတယ်ကလေးအတွက်လက်မှတ်ဈေးကတက်တက်ရှိတာလား
ကားလက်မှတ်ဖြတ်ပြီးလို့မသွားဖြစ်ဘူးဆိုရင်ငွေပြန်အမ်းပေးသလားပြန်မအမ်းပေးဘူးလားဒါမျိုးတွေကိုဒီစာမျက်နှာမှာကြည့်လို့ရပါတယ်ကျွန်တော်တို့ကဒီ review ဆိုတဲ့နေရာကိုနှိပ်လိုက်ရင်တော့ဒီကားကုမ္ပဏီနဲ့လက်မှတ်ဖြတ်ထားပြီးတော့စီးပူးတဲ့သူတွေရဲ့မှတ်ချက်တွေကိုလည်းဖတ်ကြည့်လို့ရပါတယ်ဒီမှာဆိုရင်အခုကျွန်တော်ကြည့်နေတဲ့ကားလိုင်းကဘယ်မျိုးတွေကိုခီးစင်းတွေပြေးဆွဲတယ်ဘယ်ချိန်ကားတွေရှိတယ်ဆိုတာကိုပြပေးထားပါတယ် review ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကားလိုင်းကိုစီးပူးတဲ့သူတွေရဲ့မှတ်ချက်တွေကိုလေ့လာလို့ရပါတယ်ကားကတကယ်ပဲကောင်းသလားစီးရတာအဆင်ပြေလားစတဲ့မှတ်ချက်တွေကိုလေ့လာကြည့်နိုင်ပါတယ်အားလုံးကိုလေ့လာပြီးကားလက်မှတ်ဖြတ်မယ်ဆိုရင်တော့ book now ဆိုတာကိုနှိပ်ပေးပါဒီစာမျက်နှာမှာကတော့ရက်စွဲအချိန်စတာတွေမှန်မမှန်တစ်ချက်စစ်ပါပြီးရင်တော့ next step ကိုနှိပ်ပါဒီမှာကတော့ဖုန်းနံပါတ်နဲ့ email ကိုဖြည့်ရပါမယ် email လိပ်စာမှန်အောင်ဖြည့်ဖို့အရေးကြီးပါတယ်ကားလက်မှတ်ရဲ့ e-ticket ကို email ထဲကိုပို့ပေးတာမို့လို့ပါပြီးရင်ကိုယ့်ရဲ့နာမည်ကိုဖြည့်ပါကျွန်တော်ကတော့အစမ်းလုပ်ပြတာမို့ page name ကိုပဲဖြည့်ပေးလိုက်ပါမယ်နှစ်ယောက်စီးမယ်ဆိုရင်လည်းပဲခီးတဲ့နှစ်ယောက်စလုံးရဲ့နာမည်အချက်လက်တွေကိုဖြည့်ရပါမယ်တချို့ကားလိုင်းတွေက passport ဖြည့်ခိုင်းပြီးတော့တချို့ line တွေကတော့ passport မဖြည့်ခိုင်းပါဘူးဒီမှာဆိုရင်ဒီကားလိုင်းကခုံရွေးလို့ရတယ်ဒီနေရာကိုနှိပ်ပြီးတော့ခုံရွေးပါအခုဒီလိုပုံစံမျိုးဆိုရင်အဲ့ဒီလိုမျိုးကားလိုင်းကခုံရွေးလို့မရပါဘူးခုံကကားဝင်းကိုရောက်တဲ့အချိန်မှာကားဂိတ်ကချပေးတာလည်းရှိသလို e-ticket ထွက်တဲ့အချိန်မှာခုံနံပါတ်ပါလာတာမျိုးလည်းရှိပါတယ်ဗန်ကားအများစုကတော့ခုံနံပါတ်မပါတာများပါတယ်ကျွန်တော်ကတော့အခုခုံရွေးလို့ရတဲ့ကားနဲ့ဥပမာပြပေးပါမယ်အခုကတော့ကျွန်တော်တလကျော်အချိန်ကိုခွာပြီးတော့ရွေးထားတာဆိုတော့ကားကတစ်စီးလုံးခုံတွေလွတ်နေပါသေးတယ်ကိုလိုချင်တဲ့နေရာကိုရွေးလိုက်ရုံပါပဲတကယ်လို့ခုံကသူများယူပြီးသားရှိတယ်ဆိုရင်အနီရောင်လေးနဲ့ပြပေးပါလိမ့်မယ်ခုံရွေးပြီးပြီဆိုရင်တော့ insurance ထည့်မှာလားဆိုတာကိုရွေးပေးရပါမယ်ကျွန်တော်ကတော့ထည့်ပြီးတော့ဝယ်လေးမရှိပါဘူးမဝယ်ဘူးလို့ရွေးပေးလိုက်ပါမယ်ပြီးရင်တော့ next step ကိုနှိပ်ပါဒီနေရာမှာအချက်လက်ကိုပြန်စစ်ပါကိုယ့်ရဲ့နာမည်မှန်လား passport နံပါတ်မှန်လားခီးသွားမဲ့ရက်မှန်လားတေချာလေးစစ်ပါဗျအားလုံးမှန်တယ်ဆိုရင်တော့ဒီအပေါ်ဆုံးကတစ်ခုကိုပဲအမှန်ချစ်ပါအောက်ကဟာတွေမှာသွားပြီးတော့အမှန်မချစ်ပါနဲ့ပတ်စံထပ်ကောက်ပါလိမ့်မယ်မလိုအပ်ပါဘူးပြီးရင်တော့ next step ကိုနှိပ်ပါဒါကတော့ငွေချေရမယ့်အဆင့်ပါငွေချေလို့ရတဲ့နည်းလမ်းတွေအများကြီးပဲရှိပါတယ်ကျွန်တော်ကထိုင်းကနေကြည့်တာမို့ QR payment နဲ့ချေလို့ရပါတယ်ထိုင်းမှန်ရှိတဲ့သူတွေ QR နဲ့ချေလို့ရပါတယ်နောက်ပြီးတော့ Mastercard နဲ့ချေလို့ရမယ် Visa Card နဲ့ချေလို့ရမယ်တခြားနည်းလမ်းတွေလည်းအများကြီးပဲရှိပါသေးတယ်မြန်မာနိုင်ငံကဘဏ်ကတ်တွေကတော့မရတာများပါတယ်စင်ကာပူအပါအဝင်တခြားနိုင်ငံကကတ်တွေကတော့ရပါတယ်သူကဒီမှာဆိုရင် QR payment ဆိုရင် service fee မကောက်ပါဘူးတခြား payment method တွေမှာကတော့ service fee ရှိပါတယ်ကျွန်တော်က QR နဲ့ခြေပါမယ် pay ကိုနှိပ်လိုက်ပါမယ် QR ကိုဖုန်းနဲ့တင်ထားပြီးတော့ကိုယ့်ရဲ့ထိုင်းဘဏ်ထဲကနေငွေချေလိုက်ရုံပါပဲတကယ်လို့မြန်မာကဖြစ်နေလို့ငွေချေရအခက်အခဲရှိတယ်ဆိုရင်ပဲဖြစ်ဖြစ်တခြားဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်ကိုလက်မှတ်ဖြတ်ပေးစီခြင်းနဲ့ဆိုရင် page ရဲ့ message မှာလာပြောပေးပါဖြတ်ပေးပါမယ်ဗျငွေချေပြီးပြီဆိုရင်တော့ email တွေကိုအခုလိုမျိုးငွေချေပြီးကြောင်း email တစ်စောင်ရပါမယ်ပြီးရင်တော့လက်မှတ်က confirm ဖြစ်ပြီဆိုရင်နောက်ထပ် email တစ်စောင်ထပ်ရပါမယ်ဒီ email ထဲမှာကတော့အောက်ဆုံးမှာ PDF file နဲ့ e-ticket လေးပါလာပါမယ်အဲ့ဒါလေးကိုခီးသွားမဲ့ရက်ကြရင်ကားဝင်းကကောင်တာမှာပြလိုက်မယ်ဆိုရင်ကားပေါ်တက်ဖို့အတွက် physical ticket ပြန်ထုတ်ပေးပါလိမ့်မယ်ရလာတဲ့ e-ticket ထဲမှာဆိုရင်လည်းပဲစီကံချက်တွေနဲ့တွားစီရမယ့်နေရာရဲ့မြေပုံလေးလည်းပါလိမ့်မယ်ဒီလောက်ဆိုရင်တော့ကားလက်မှတ်ကိုယ်တိုင်ဝယ်ဖို့အတွက်အဆင်ပြေမယ်လို့ထင်ပါတယ်ဗျအကြောင်းမျိုးမျိုးကြောင့်ကိုယ်တိုင်ဝယ်ယူဖို့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်ရဲ့ page message မှာလာပြောလို့ရပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ